အားနာတတ်တဲ့လူတို့ရိုးသားတဲ့လူတို့ဆိုအဲ့ဒီဟာကိုတန်ဖိုးမထားပဲနဲ့အဲ့ဒီဟာကိုအားနဲ့ချက်လို့ထင်ပြီးတော့နင်းကျင်ကြတာရိုးသားတိုင်းအားနာတိုင်းကအနင်းခံမှုအတွက်ဖြစ်လာတာမဟုတ်ဘူးရိုးသားတယ်အားနာတယ်ဆိုတာလူလူချင်းကိုချင်းစတာသူ့ရဲ့ရိုးသားမှုသူ့ရဲ့အားနာမှုကိုမှ appreciate မလုပ်ဘဲနဲ့အဲ့ဒီအရာကိုမှလူတွေကပုံပြီးနင်းကျင်ကြတယ်ကြော်ချင်းခွာချင်းနင်းချင်းဆရာလှုပ်ချင်းဘိုကြချင်းအဲ့လိုလူတွေအရန်များလာတဲ့အချိန်မှာအပေါင်းအသင်းဆက်ဆံရေးမှာတချို့ຢာတွေကတော်တော်လေးကိုရှော့ချလာတယ်ကိုယ့်ဘက်ကပဲပေါ့လေ။ဘာလို့ဆိုသူတို့သွားပြီးကိုကပြုတ်ပြင်လို့မရတဲ့အတွက်ကိုပဲပြုတ်ပြင်ရမှာဆိုတော့ကိုယ့်ဘက်ကိုပဲပြန်ပြီးတော့ပဲ remind ပြန်လုပ်နေရတဲ့အနေထားပေါ့ သူများတင်းပြောရင်လည်းစမ်းကြရနော်အဲ့သိလားမသိသူများအဲ့ကြောင့်အတင်းရမ်းမပြောနဲ့ဘယ်လိုပဲဖြစ်ယောက်ျားပဲဖြစ် main ကလေးပဲဖြစ်လူတိုင်းမှာစံဖုံးကန်ဆိုတာရှိတယ်အဲ့တော့မိန်းကလေးတဘာဝကွာအတင်းပြောတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့အထင်းသေးလေးပြောဘာလို့လဲဆိုတော့ကိုကသူများအကြောင်းကိုမကောင်းပြောပြီဆိုတာနဲ့ကိုယ့်ရဲ့နှုတ်ရှာပါဇက်ကစက်တီကိုမရှိတော့ဘူး